စာရီထိုင်ဖန်ရင်းနဲ့တကယ်ကိုဗုဒ္ဓဘာသာရေးအတွက်ယရနာတိုက်ကိုတွေ့ရှိသွားတာပေါ့နော်ဒီ website ပါကဘာအေးဗုဒ္ဓနော်သုတေသနစာကြည့်ကြရေးဆိုတဲ့ဒီ website ကိုဝင်ကြည့်ပါတကယ်ကိုဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ကျမ်းဂန်တွေစာပေတွေကိုပေါ့နော် e-book တွေ free ကိုနော် free ထုတ်လွှင့်ပြီးတော့တင်ပေးထားတာပေါ့နော်ဖတ်ကြည့်လို့ရတယ်ဖတ်စရာတွေမှာအများကြီးပဲကြုံအင်္ဂလိပ်လိုရေးထားတဲ့စာအုပ်တွေလည်းပါသေးတယ် review လို့ပေါ့အင်္ဂလိပ်ကိုမတောက်တကောက်လေ့လာရင်းနဲ့သွားချင်တဲ့သူတွေအတွက်ဆိုလဲဆင်ဟာတွေကထားပေးတာဒီမှာလေတရားတော်တွေ audio file တွေအင်္ဂလိပ်ဘာသာနဲ့ပြုစုထားတဲ့ဗုဒ္ဓစာပေအဲ့ဒီဟာဒီ website ကလေးကိုအားရင်အားသလိုလေးဝင်ပြီးတော့ဖတ်ကြည့်ကြပါစာအုပ်တွေကလုံးဝ download ဆွဲလို့ရတယ်နော်ပြီးရင်တော့နောက်နေ့တွေကြာရင်တော့ Ruby ကြိုက်တဲ့စာအုပ်လေးတွေ download ဆွဲပြီးတော့ဖတ်ပြတာတွေတော့လုပ်ပါအောင်မယ်နော်ကျွန်မကပရက်တင်မှာဆိုရင်အလိုတွေပဲရှောက်ပြီးတော့ဟိုရှောက်ကြည့်ဒီရှောက်ကြည့်ဖတ်ရတာကိုဝါသနာပါတယ် Ruby နဲ့အတူတူ Ruby စိတ်ဝင်စားတဲ့အရာတွေကိုလိုက်ကြည့်ရင်းနဲ့ဘုဒ္ဓတာတိုးတက်ဖို့အတွက်ကြည့်ကြရအောင်ပါအခုလောလောဆယ်ဖြစ်နေတဲ့မူကကြတော့အိမ်မှာပေါ့ဆရာတော်ကြီးဒေါက်တာနရဘာလာပြုဝင်သားရဲ့တရားတော်တွေကို YouTube ကနေနာဖြစ်တယ်နာဖြစ်ပြီးတော့တနေ့ဘာပဲဖြစ်လဲဆိုလို့ပဲဘာသာရေးကိုတော်တော်လေးလှုပ်ချင်လာတယ်ပေါ့နော်လောလောဆယ်တော့ကျွန်မလိန်မာနေတယ်ပေါ့ where is the Buddha တဲ့ဗုဒ္ဓဘယ်မှာလဲတော့လောလောဆယ်တော့ကွယ်တို့မြန်မာလိုပဲအရင်ဆုံးစမှာပေါ့နော်မြန်မာလိုပဲလုပ်လိုက်ပါအောင်အင်္ဂလိပ်လိုနေပါအောင်မယ်နော်နေပါအောင်မယ်ဗုဒ္ဓဝင်ကျမ်းဗုဒ္ဓဘာသာဆိုင်ရာစာအုပ်ဘာတွေဖတ်ရင်ကောင်းမလဲဗုဒ္ဓဘာသာဆိုင်ရာစာအုပ်အများကြီးပဲဘုရားကုံတော်ကိုပါအကျိုးကဲအဲ့ဒါကိုပြောချင်တာပါဒီ website ရဲ့ link ကဒီမှာပါနော်အဲ့တော့ကဘာအေး research library ဆိုတော့အတူကပေါ့နော် KBRN နော် .gov.mm ဒါသာသနာရေးဝန်ကြီးဌာနကတော့လောက်ထားတာပေါ့နော်အဲ့မှာစာအုပ်တွေဖတ်ရှုလို့ရတယ်လုံးဝ free ကွယ်နော် library ကြီးလည်းပေးစရာမလိုဘူးလို့အဲ့ဒါလေးဝင်ဖတ်ကြပါကျေးဇူးတင်ပါတယ်